누노 셀리오노 하이타 미즈니 나니 여미카타 발레모노 누노서 오사오 셀리오노 하이타 미즈소 소세리 바위네 이래오 니때 세네 ဆိုတဲ့အဓိပ္ပာယ်ဒီခန်းကြီးရဲ့အဓိပ္ပာယ်ကသူ့ရဲ့ယောမိခတာကဘာလဲဆိုတော့မိုးရောအုပ်ဆိုလားဩကဆိုလားဟိုဒုက္ခဆိုလားဟိတဆိုလားဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကတော့ဟိတစုနှစ်တဲ့စိတ်နေဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါဆိုရင်ဒီခန်းကြီးလေးနဲ့တူတဲ့ခန်းကြီးလေးကကြတော့ဩကဆိုတူတယ်လို့ပြောရမလားအစိတ်အပိုင်းလေးတစ်ခုရှိရပေါ့နော်သူကကြတော့ဒီလိုပေါ့နော်အရှိကလူပေမဲ့ဟိတစုကအရှိကရေလေးပေါ့နော်သူအရှိကလူဆိုရင်ဩခါဆိုသူကပြစ်မှုကျူးလွန်တာတို့ဘာတို့မှာသုံးတယ်ပေါ့နော်ပြစ်မှုကျူးလွန်တာတို့ဘာတို့ဟုတ်ပြီဒါဆိုရင်မူရောအုပ်စုရဲ့ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးပေါ့နော်သူအချင်းလေးတစ်ခုခုခံစားရတယ်လို့ပွဲကျင်းပပြုလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဥပမာစာကြောင်းပေးရမယ်ဆိုရင်ဟာခဲခီကိုမူရောအုပ်စုအန်ဂျင်စိတ်ဖြစ်တယ်လို့ပါတော့ပေါ့နော်နောက်တစ်ခုဟိုဒိုခိုစုကောမေဟိုဒိုခိုစုရဲ့ခန်းကြီးလေးကကြတော့ဒီလိုမျိုးလေးဟိုဒိုခိုစုရဲ့ခန်းကြီးလေးကတော့ဒီလိုမျိုးလေးသူကပေးကမ်းကူညီရဲဆိုတဲ့နေရာမှာသုံးတယ်ပေါ့နော်ဥပမာအဖြစ်မာဇူရှိဟီတိုနီဟိုဒိုခိုစုစင်းရဲသားတွေကိုပေးကမ်းလှူဒန်းတယ်ပေါ့နော်အဲ့လိုမျိုးနေမှာသုံးတယ်